ငလျင်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်အတွက်ဖုန်းထဲမှာထည့်သွင်းအသုံးပြုနိုင်တဲ့ application 5 ခုကိုဖော်ပြပေးမှာဖြစ်ပါတယ်။ဒီတစ်ခုက California တက္ကသိုလ်တစ်ခုကနေတည်ထွင်ထားတဲ့ application မှာငလျင်လှုပ်မှုကိုခံစားရတဲ့သူတွေစီကနေပြီးတော့မှသတင်းအချက်အလက်တွေကိုစုဆောင်းနိုင်ပါတယ်။အနီးနားမှာငလျင်လှုပ်ခြင်းရှိလျင်လည်းချိုတင်ပြီးတော့သတိပေးနိုင်ပါသေးတယ်။ဒီတစ်ခုက real time ငလျင်သတင်းများကို push notification ဖြင့်ပေးပို့နိုင်ပါတယ်။မိမိရဲ့ဒီနေရာအနီးမှာရှိတဲ့ငလျင်လှုပ်ရှားမှုတွေကိုလည်းသိရှိနိုင်တယ်။ offline မှတ်တမ်းတင်တာမျိုးတွေလည်းလုပ်နိုင်ပါသေးတယ်။ဒီတစ်ခုကတော့ငလျင်ဖြစ်ပွားမှုကိုလူများတင်ပြနိုင်တယ်။အချိန်နဲ့တပြေးညီအချက်အလက်များကိုလည်းရရှိနိုင်တယ်။ငလျင်သတင်းများကိုမိမိဒီနေရာအရာရယူနိုင်ပါသေးတယ်။ဒီတစ်ခုကတော့ American နိုင်ငံအတွင်းရှိသူများအတွက် USGS ကနေပြီးတော့မှပူးပေါင်းပြီးတော့မှကြိုတင်သတင်းပေးနိုင်အောင်လုပ်ထားတာပါ။ငလျင်လှုပ်ရှားမှုကိုမိမိဒီနေရာလိုက်10စက္ကန့်ကနေ30စက္ကန့်အတွင်းကြိုပြီးတော့သိနိုင်ပါတယ်။ push notification ဖြင့်လည်းကြိုတင်သတိပေးနိုင်ပါသေးတယ်။ဒီတစ်ခုကတော့ငလျင်နဲ့မကဘဲနဲ့မီးတောင်ပေါက်ပွဲခြင်းများကိုပါကြည့်ရှုနိုင်ပါတယ်။အနီးနားမှာငလျင်ဖြစ်ပွားခြင်းကိုရေဒါနဲ့တိုင်းတာနိုင်တယ်။ပြီးတော့ global မှတ်နယ်မြေပုံပေါ်မှာလည်းအချက်အလက်များဖြင့်ကြည့်ရှုနိုင်ပါသေးတယ်။ကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အသုံးဝင်မဲ့ app တွေဆိုလို့ရှိရင်တော့ဒီဟာတွေကတော့ထည့်သွင်းစဉ်းစားလို့ရပါလိမ့်မယ်။ဒီ app တွေကိုကျွန်တော် Play Store နဲ့ iOS ဆိုလို့ရှိရင်တော့ App Store တွေကနေပြီးတော့အလွယ်တကူရှာဖွေနိုင်ပါတယ်